MRT4 ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်နေတဲ့စိတ်ဝင်စားပွဲရပွဲခန်းနာတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြင်ကွင်းကျယ်စီစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာဆိုရင်တော့ပတ်ရရဲ့ဟိုတယ်မှာကျင်းပပြုလုပ်တဲ့ပြစ်စမအကြိမ်မြောက်အပီပီဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲခန်းနာကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်တဘာဝတွင်းထွက်ရဲ့နာဆိုတာမြန်မာနိုင်ငံရဲ့တဘာဝတွင်းထွက်ရဲ့နာတစ်မျိုးဖြစ်သလိုယခုခေတ်မှာဆိုလို့ရှိရင်လည်းဒီတွင်းထွက်ရဲ့နာတွေကိုဒီဇိုင်းများတီထွင်ဆက်သစ်ပြီးတော့ဝစ်ဆင်လာကြတာကိုလည်းတွေ့ရပါရရှင်ဒီခန်းနာကနေပြီးတော့ပြစ်စမအကြိမ်မြောက်အပီပီဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံသိရှိစေနိုင်မှုအတွက်ပရိသတ်များကလည်းဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရရှင်ပရိသတ်များအခုမြင်တွေ့နေရတဲ့ပြစ်စမအကြိမ်မြောက်အပီပီဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုတော့ရန်ကုန်မြို့အလံပြဖျားလမ်းမှာရှိတဲ့ပတ်ရရဲ့ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြစ်စမအကြိမ်မြောက်အပီပီဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲကိုကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်များနဲ့အတူပြသသွားမယ့်နည်းပညာတွေနဲ့ပတ်သက်ပြီးအေရှက်ကော်နယ်ရဲ့ဒါရိုက်တာဖြစ်သူမှလည်းအခုလိုပဲပြပြပေးခဲ့ပါတယ်Minglaba, as you know, this is our fifth time doing Myanmar International Gems and Jewelry Expo in Myanmar, and this fourth time in Yangon. Our intention is always the same. When we started for the first time in 2013, we want to bring attention of international companies about Myanmar. Myanmar is a very rich country. People buy a lot of jewelry. So now everybody is getting aware of the Myanmar market. So our intention is to help Myanmar companies to buy equipments and raw material from overseas, and we want overseas companies to come here and buy jewelry, stones from Myanmar. We have divided our show into three parts. Actually it's a 6-part, but let's say 3 parts. One is international jewelry, number 2 will be diamonds, number 3 is equipments, and number 4 will be about Myanmar jewelry. In Myanmar jewelry also we have 2 parts. One is the jewelry part, one is a stone and pearls. So total 6. For example, for international companies, they want to come and open Myanmar market. So this is the best chance, only chance, because we only do once a year in Yangon. And for local market, they want to meet international buyers. So they can come to our show and meet them. ပြစ်စမအကြိမ်မြောက်အပီပီဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲနဲ့ပတ်သက်တဲ့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကိုမြန်မာနိုင်ငံကျောက်မြတ်ရဲ့နာလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံတတုလုပ်ငန်းရှင်များအသင်းနဲ့အေရှက်ကော်နယ်မှာတာဝန်ရှိလူကြီးမင်းများဖိတ်ကြားထားတဲ့စာနယ်ဇင်းမီဒီယာများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်အစီအစဉ်အရအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီးမြန်မာနိုင်ငံကျောက်မြတ်ရဲ့နာလုပ်ငန်းရှင်များအသင်းရဲ့အတွင်းရေးမှူးမှအဖွဲ့မှစကားပြောကြားပေးခဲ့ပါတယ်ဆက်လက်ပြီးမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးကျော်ဝင်းဦးထုံရွှေဆိုင်မှအမှားစကားပြောကြားပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံတတုလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးဦးခင်မောင်ဟန်မှအမှားစကားပြောကြားပေးခဲ့ပြီးအေရှက်ကော့နယ်ရဲ့ဒရိုက်တာမှလည်းအပြည်ပြည်ဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲနဲ့ပတ်သက်သူများကိုရှင်းလင်းပြောပြပေးခဲ့ပါတယ်ပြစ်စမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမြန်မာကျောက်မြတ်ရဲ့နာပြပွဲမှာနိုင်ငံပေါင်း10နိုင်ငံမှစိတ်များစိတ်တဲ့ပစ္စည်းများခေတ်မီနည်းပညာများစက်ကရိယာများကိုပြသပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ရန်ကုန်မန္တလေးမိုးကုတ်နဲ့မြစ်ကြီးနားအစရှိတဲ့မြို့များမှာကျောက်မြတ်ရဲနာလုပ်ငန်းရှင်များလည်းပါဝင်ပြသပေးသွားမယ်လို့သိရှိရပါတယ်။ပြပွဲမှာအကောင်းဆုံးစက်ပစ္စည်းတွေနည်းပညာတွေကိုလေ့လာနိုင်မှာဖြစ်တဲ့အတွက်ကျောက်မြတ်ရဲနာလုပ်ငန်းရှင်များအနေနဲ့လာရောက်လေ့လာတဲ့ပြပွဲကောင်းတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့မြန်မာနိုင်ငံကျောက်မြတ်နယ်လုပ်ငန်းရှင်များအသင်းချုပ်ကအတွင်းမှုဦးထွန်းလောင်းဖြစ်ပါတယ်။အငယ်အနေနဲ့ကတော့ဒီကိုလာတဲ့အကြောင်းရင်းကတော့9ချိန်မြောက် Asia Connect ကုမ္ပဏီကနေပြီးတော့မှ9ချိန်မြောက်ကျောက်မြတ်နယ်နဲ့လောက်ဝဲရနာနဲ့နိုင်ပေါ့နော်ပြပွဲအဲ့ဒါကကဘာကြီးမှာကျွန်တော်တို့ Gem Trade Center မှာပေါ့နော်ကဘာကြီးကကျောက်မြတ်ကအရောင်းခမ်းမကြီးမှာလုပ်ဖို့ရအဲ့ဒါနဲ့ပတ်သက်လို့အန်ကယ်တို့ကတော့အသင်းအနေနဲ့ကတော့အကူအညီထောက်ပံ့ပေးတဲ့သဘောပါပဲ။တကယ် main ကတော့တကယ်လောက်တာကတော့ Asia Connect ကုမ္ပဏီက organizer လောက်တာပါ
သူတို့အနေနဲ့ကတော့အခုလုပ်တဲ့ဟာကတော့9ချိန်မြောက်ဆိုတော့ဒါတိတ်တော့မစိမ့်ပါဘူးသူတို့အနေနဲ့ပထမဆုံးချိန်ကတော့သူတို့ကမင်းနမကုန်းကြီးကဂျန်ထရိတ်စင်တာမှာလုပ်ပါတယ် MCC ခမ်းမှာပါဒုတိယချိန်နဲ့ကတော့ UMSCC ကကျွန်တော်တို့ပထမတက်မှာလုပ်ပါတယ်တတိယချိန်နဲ့ကတော့ ဂျန်ထရိတ်စင်တာကျွန်တော်တို့ကဘာကြီးမှာလုပ်ပါတယ်စရုပ်ထအချိန်ကတော့မန္တလေးမှာသူလုပ်ပါတယ်မန္တလေးက concession လမ်း Diamond Plaza ပေါ်မှာလုပ်ပါတယ်ဒါကတော့ကျွန်တော်တို့ကပြင်စမအချိန်ပါအဲ့တော့ဒီကုမ္ပဏီနဲ့လည်းတွေ့တဲ့အခါကျတော့သူတို့အနေနဲ့တော့အငယ်တို့သိရတော့ကတော့မစိမ့်ပါဘူးဟိုသူတို့လာပြီးတော့မှဟိုစူးစမ်းပြီးတော့မှဟာလာနိုင်ငံခြားက technology တွေနောက်ရွှေပရိငွေပရိလုပ်တဲ့လုပ်ငန်းတွေနောက်တစ်ခုကဟိုတော့ပြတ်တတ်ကြမယ်ထင်ပါလဲစိန်တွေလည်းပါပါတယ်စိန်တွေလည်းပါပါတယ်အဲ့တော့ဟို technology တွေလည်းအငယ်တို့သိရမယ်အဓိကကတော့ investment and technology ပေါ့နော် technology ကအဓိကပါအဲ့တော့သူတို့ဘယ်လိုစက်ပစ္စည်းတွေကိုတည်လာမလဲကြောင့်မျက်နှာစမ်းသပ်တဲ့ကိရိယာတွေဘယ်လိုဟာမျိုးတွေတည်လာမလဲနော်ခုနကလိုဘုဒ္ဓတရစရာတွေအများကြီးရှိပါတယ်အဲ့တော့သူတို့လုပ်မယ့်ဟာကတော့အငယ်တို့သိရတော့ကတော့ April လ1ရက်2ရက်3ရက်4ရက်ပါသူတို့ပြင်ဆင်ချိန်ကတော့မလဒီလကုန်သူလုပ်မှာပါမလ30 31ဆိုသူပြင်ဆင်ချိန်ပါအဲ့တော့1ရက်2ရက်3ရက်4ရက်မှာအားလုံးလည်းဖိတ်ခေါ်ပေးပါဆိုပြီးတော့မှအငယ်တို့ကတော့ဝိုင်းပြီးတော့ထောက်ပံ့ကူညီပေးတဲ့သဘောပါပဲအဲ့ဒီနောက်မှာတော့စာနယ်ဇင်းမီဒီယာများမှာသိရှိလိုတဲ့အကြောင်းအရာတွေကိုပြန်လည်ဖြည့်ကြားပေးခဲ့ပြီးပစ္စမချိန်မြောက်အပြည်ပြည်ဆိုင်ရာမြမကျောင်းမြေနာပြပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုအောင်မြင်စွာပြီးမြောက်စေခဲ့ပါတယ်။ပစ္စမချိန်မြောက်အပြည်ပြည်ဆိုင်ရာမြမကျောင်းမြေနာပြပွဲကိုတော့ဧပြီလ1ရက်မှ4ရက်နေ့အထိကဘာရေးဖျားလမ်းမှာရှိတဲ့မြမကျောင်းမြေနာပြခန်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပရိသတ်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကနေပစ္စမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမြမကျောင်းမြေနာပြပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံသိရှိခဲ့ပြီးမှပရိသတ်များကလည်းကျဉ်းနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကြည့်ရှုခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်